Sheikh Abdul Qadir Jilani တခင်ကြီးကိုတော်တိုင်ဘွဲတော်ချင်းမြင့်ခြင်းခံရတဲ့ Sheikhul Barma သူတော်စင်ကြီး35နှစ်ပြည့်ကြောက်စိမ်းရတုဥရုအခမ်းအနားအစီအစဉ်ကြီးဟာသူတော်စင်ကြီးမြစ်တော်ဆရက်ကွတ်သွားမှဆက်လက်ပြီးပြောကြားပေးသွားမှာဖြစ်တဲ့အတွက်လူကြီးမင်းတို့အားလုံးကျွန်တော်တို့ရှားလီကာသရီတရိက channel နဲ့အတူလိုက်လံကြည့်ရှုကြဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာအစ္စလာမ်အလိုင်ကွမ်ဝရဟ်မတုလာဟီဝဘရကာတူဟူဟုတ်ပါတယ်ခင်ဗျာဒီပွဲကတော့ကျွန်တော်တို့ခါတိုင်းပွဲတွေနဲ့မတူဘဲနဲ့ကျွန်တော်အဖေကနေဦးစီးကျင်းပါတယ်ဆိုတော့ကျွန်တော်ဒီပွဲမှာအင်ရှင်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဗီဒီယိုတွေအများနဲ့နောက်ကျတတ်တာလူချင်းမင်းတို့အသိရှိပြီးပဲဖြစ်ပါတယ်ဒီပွဲရဲ့အလန်တင်နေချက်တဲ့တင်နေကိုတော့ကျွန်တော်အကိုရှားလီရနေပြီးတော့ထုံးစံအတိုင်းဗီဒီယိုပေါင်းများစွာ live များစွာနဲ့တင်ဆက်ပေးသွားဖို့ရှိပါတယ်ခင်ဗျာနှစ်လပိုင်းတရက်နေ့ကျွန်တော်မို့ဆရာတော်ကြီးဆိုယက်မိုဟမ္မဒ်ဆွာလီအာမတ်ကုတဝါတခင်ကြီးရဲ့ကျွန်တော်တို့နှစ်လပိုင်းတရက်နေ့ကအာဂျင်နာကိုပြောရမယ်ဆိုရင်ကျွန်တော်တို့တွေကမနက်10:00 နာရီမှာတွာဟာရအခမ်းအနားကိုပြုလုပ်သွားမှာဖြစ်ပါတယ်ခင်ဗျာဇဝနမတ်တီဆောက်ပြီးသွားတဲ့အခါမှာတော့ကျွန်တော်တို့တွေကစန်ဒယ်ဖြော်မဲ့အခမ်းအနားရှိပါတယ်ခင်ဗျာစန်ဒယ်ဖြော်နေတဲ့တစ်ဆက်တည်းမှာပဲဘေးမှာလည်းစေမကဝါလီရွတ်ဆိုမဲ့အခမ်းအနားရှိပါတယ်ခင်ဗျာတင်ကင်း3 နာရီမှာတော့လက်လက်ဝဲပြီးတာနဲ့တစ်ဆက်တည်းအလန်တော်တင်အခမ်းအနားကိုတင်ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာညအီရှာဆွလက်အပြီးမှာတော့ကျွန်တော်တို့တွေကဇကေတော်ကြီးကိုရွတ်ဖတ်မှာဖြစ်ပါတယ်ခင်ဗျာနှစ်လပိုင်း2 ရက်နေ့ညမှာတော့ကျွန်တော်တို့ကကြက်တဲ့တင်ဆက်ခြင်းအခမ်းအနားရှိသလိုကျွန်တော်တို့3 ရက်နေ့မှာတော့ရိုဇာဥပုသ်စောက်တည်ပြီးတော့ဝါဖြည့်ပွဲပြီးတဲ့အခါမှာကိုရောမြတ်ကြီးအတွက်မော်လုရှရီဖတ်ယူပြီးပန်းချက်တဲ့ကိုတင်ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မို့ဆရာတော်ကြီးကုတဝါဆက်ကဲအိုဒုစ်ကိုတော့ကျွန်တော်နဲ့အတူရှားလီပိုင်းနဲ့ပူပေါင်းတင်ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာလူမျိုးတိုင်းကိုချစ်ခင်လျက်ဘာသာတရားတိုင်းကိုယဉ်နေရနေအစင်ထာဝရလေးစားလျက်ပါခင်ဗျာကျွန်တော်ဆရက်ကုတဝါဖြစ်ပါတယ်ခင်ဗျာ